哇，没得呢，好嘛，好高啊，没得。你看啥比吹嘛呀？嘛多里靠的，地铁怪不了，好多没修。哎，大不？哦，应该没做完。够啥对吧？跑到那边呢？不是的。OK， 出来呢。当龙家秒了嘛？啊，抢！路你他是吧？有谁名啊？出。Let's go！ 我啊，木要的多啊，打对头。啊，现在抢了喂。OK。来。ကဲအားလုံးပဲမင်္ဂလာပါလာပါဒီနေ့ကျွန်တော်တို့အမတက်ပြီးညှစ်တချိုးဖို့ပြင်ဆင်ရဖြစ်ပါတယ်ရာဒီဇာမြစ်လေးတချိုးမယ်ဒါတွေ့ရင်လားโอเคမချိုးကျွန်တော်ပါကျွန်တော်ပါပဲကျွန်တော် ready ဖြစ်နေပါပြီရာဒီဇာမြစ်လေးတချိုးဖို့ဗျာတောင်ပေါ်တက်ပြီးတော့ဒီမှာ โอเคအသေးကနေစားထုတ်ဖို့ပြင်ဆင်နေကြတော့မှာငါပြောပြန်ဝတ်မလော့ကဲစားထုတ်ပါပြီတဲကနေစမ်းလိုက်ရင်ဖြတ်ပါမယ်ကျစက်ကြိုက်တယ်အော်မစမ်းหน่วยอะไรเนี่ยเนาะစမ်းပါတော့ပါစမ်းဖြတ်မယ်တောင်ပေါ်တက်မယ်ညက်တချိုးပါမယ်โอเคလား let's go အော်မဆိုတောင်းမပြောတယ်အများကြီးပါဒီမြောင်ထဲမှာတောင်ဆောင်လေးမှာတောင်းမပြောတယ်အများကြီးကျွန်တော်ဒီလမ်းကတက်မှာလားဒီရှိုကြားနေတိုးပါမယ်လာလေโอเคငွေဒီပေါမဟုတ်ဘူးလားချင်းစည်းဝေးထွန်းတော်ရဲလာရင်တော့ရေးကြီးဆုံးကတော့ချင်းစည်းမထွန်းလို့မရဘူးဗျာချင်းစည်းမပါလို့ဆိုရင်ချင်းအောင်ကိုယ်ပြန်ချီပါမှာโอเคဟောနာမှာတောင်းကပြိုးလေးတစ်ခုတွေ့ပြဩမှာတောင်းကပြိုးဘူးဟိုမှာဆိုတဖန်းကြီးတာရေတဖန်းလေးဒီပေါ်ထိလည်းပါနော်ပါတော့တဖန်းတော့နေရတာနော်ငှက်တန်လေးတွေနဲ့အတက်မယ်ဗျာဝါဆိုပန်းလေးဒီပေါ်မှာမတွေ့ဘူးရှိတော့ရှိမှထင်ဩမှာအဲ့ဒါဝါဆိုပန်းပဲကတက်ပင်တပင်ရောကတက်လားအိုးကတက်ကြီးကတက်ကြီးကျဦးကြလေးဒီပင်ကြတော့ကြပြီးအောင်ဦးကမှပင်ကြီးမှလိုက်နေကတက်ကြီးမျိုးနော်ကတက်ကြီးဟိုတင်စောသေးတယ်ဟိုကြီးရှင်ဘောလာလမ်းနေရရေတိုက်စားတော့အန်ကြောင်းပြ
ဒါကြီးလည်းကတက်ပဲလား ဟုတ်တယ် ဟာကတက်လည်းတူးလို့ရတယ် ချက်ပေါင် ဟုတ်လား ချက်ပေါင်ကတော့ပဲ နာဒီမှာဒါဒီຫນွယ်လေးရတာဒီကောင်ကျတော့ကြက်ပေါင်ကတက်ဗျာ ချက်ကပေါင်ချက်ပေါင် ကြ က က် တော့ ပေါင်ကတက်နဲ့တေးဖြူဖြူလေးတွေဟွာတော့စားလိုက်ရှာမနေဘူးရှာစားလို့ရတယ် ချက်ပေါင်ကတော့မရသေးဘူးဒီတော့မရသေးဘူးကိုမပင်ဖြစ်တော့ဟိုဒါရတာချက်ပေါင်ကတော့ပင်ကိုမပင်ဖြစ်တော့မှန်တယ်လားချက်ပေါင် ကြက်ပေါင်ကတက်တယ်မှာလမ်းမှာတောက်လျှောက်ကတက်ပဲအများကြီးပဲ နောက်မှတရက်လောက်ကတက်ကြီးနေလိုက်ပြီးကြအောင် ဟိုတင်တော့တီးတော့တီးအောင်ဒီချက်ကတက်ကြီးပဲစားလို့ရအောင်ချက်ပေါင်ကတော့မရသေး ဟွာဟာနည်းနည်းပဲတက်ရသေးတယ်ကျွန်တော်တင်းချင်း Oh my god မှတ်တာဒီနေရာတစ်ချက်ပဲမှတ် အော်ကစားမင်းတယ်ပဲဟိုကစားမင်းအော်ဟိုမှာချက်နေတာညာငါတွေ့လိုက် YouTube မှာဟိုပိုးတွေလိုက်စားတယ်အငင်းပိုးတော့ကောင်း မမေ ပုံအေးမမေ စားလို့ရ ထိုင်းကောင်းလေလိုက်ဖန်ပြီးကြော်တော့ စားလို့ရတယ်ကောင်ကိုဝမ်းစား ဒါကြက်ပဲ ဟုတ်ကောင်ဥကြနေလားမသိ ဟိုကြီးပဲကြည့်တာ ဟာအရွက်ကောင်းဆုံးမှသူကဥကြတာ ဒါရတော့ကြီးနေ အပင်တော်ကြီးနေတယ်ငွေသားစီနေ โอเคကထရီတော်ပေါ်ကဲစစ်စတမ် တော်လိုက်ဆောင်တော့ ဟိုဘက်ချန်တော့ပါမယ်ဟိုမှာချန်တက်တယ်ချန်ပြောင်းတောင်းပေါ်ကြီးချန်တစ်ချက်ကြည့်ဟူးတောင်းရိုးမြရတယ်မိုက်နေလိုက်နေအိုးဝါ မတ်နေဟုတ်မှာဟုတ်ကောင်းမှတ်တာ အော်လောဘကြီးပြန်ဆိုင်လာပြီဟိုကျမြောင်ကြီးညိုတက်လာ ဟိုးမောတယ်ဘာလေးဖြူလာမလာ လောက်လှပလိုက်တယ် nature ကျွန်တော်ရ outdoor vlog လေးပါဗျာညကင်မရာချက်ကင် ကျွန်တော်တောင်တော့ဝပဲရောက်သေးတယ် ကိုကတော့ပြူဝေရှိနေ တောင်တော့ဝပဲရောက်သေးတယ် အော်တဲတလုံးရှိနေ ဒါကျွန်တော်လက်ရှိနေတဲ့လက်ရှိရောက်နေတဲ့တောင်ပေါ့အောက်မှာ ဟိုမှာမြောင်ကြီးကျွန်တော်အေးကြောက်တယ်တက်လာ ဒီကနေကျွန်တော်တက်လာ ဟာဝူး ဟောမှာအနောက်မှာတကုံးစီသေးတယ် ကဲချက်ရိုက်ပြီဒါကဆက်ပြီးဆွဲမရမယ်ဒါဒီတောင်ကြီးကြော်ပြီးနှလုံးတော့ကြော်ပြီးပင်လေ ပင်လေပဲပဲလားအကျလီဒန်နဲ့မတော်ရီခောက်တာဒီတစ်ခွက်ပဲလားဟိုတလုံးမီရှူ ဟဲ့လေဒါပဲလေဒါမချိုး အော်ဟိုကဒူးရင်းမင်းဟုတ်လားဟုတ်ပါ မဟုတ်ဟိုတဲ့ဒီဘက်ဒီအောင်မလေး အာ အေးပြင်းပြပါပဲလေ မန်ရှိ ဒီထက်မြည်တဲ့တောင်ထက်တန့်ကောင်း ဟောတတောင်ရှိတယ်ပေါ့ရှိ ဒီထက်မြည်တဲ့တောင်ဆိုဟိုဘက်ပြန်ပြောင်းမကောင်းတော့ အော်ဒါကြီးကတွင်းဘဒူတွင်းလားပါလားမသိဘူး မဟုတ် ကလောင် ချတောင်ဘူး ကဲကျွန်တော်ခီးဆက်ပါမယ်ဟောတစ်ပင်ကတည့်ရလို့ပါပဲ ဟိုတင်းလေးကြီးပတောက်လားကြီးပတောက်မဟုတ်ကြီးပင်နေရပဲကြီးပင်လားမဟုတ်ပါဘူး ရည်တန် အဲ့လေမမြောင်လေ ဟောမြောင်ရှိနေတာဟုတ်ဒီအော်မကြီးတန်ကြားရောက် မမြောင်လေ မြောင်ရှိနေ အခုချင်းမအေးမြောင်လို့ပဲဆင်း အော်ဟိုကောင်ကရေလက်စစ်ကိုတားငယ်မြောင်တက်တဲ့ဂျော်ပေါ့ပတ်နေလားဖြစ်နော် အဲ့လေ အော်ဒီက ဒီကနေတက်လိုက် အေးဒီကနေနီးလေးပေါ့ 6တယ်ဟိုကနေဆိုပတ်တက်ရမှာ
ဟုတ်တုတ်တယ်လာရအောင်အချင်းနေဟိုမှာပဲအဲ့ဒီမြောင်မှာလဲကြောက်တုံးကြလိုက်နဲ့ငလင်ပန်းတွေပါအစီ တစ်ပင်ရှေ့ကူလန်းနေပေါ့ တော်တော့မှကယူပင်အင်တပင် ကယုစိကယုဒီမဲ့ကြိုက်တော့ငှက်တွေရှေ့တွေပြီးသွားရော အတီးတောင်ဖြစ်ခင်ပါမယ် အကင်းနဲ့စားမလို့အောင်ရှေ့ဂျီတွေပါလက်လက်စားလောက်တော့ကျွေး ဟိုမှာရင်ကိုတရပင်အော်မေ့ရလားဒီတရပင် တရက်ကြီးတပင် အစိုးရပြီးတယ်မှဲ့လားခုတောက်မှဆိုရင်မေ့ရ တရက်ပင်အောင်ပေါ်မှာတရက်ပင်ရှိ ဒီမှာဟိုတော့ကသူတဲဟာဒီချမ်းပိုင်စင်းတဲဟာ တဲဟာမတရက်တပင် အတီးတလုံးစီတော့ တော့တရက် နော်မဟုတ်ရင်ကွာ ရင်ခွဲတီးပဲမလားတော့တရက်မဟုတ်ရေတန်ကြားလို့မြောင်လေးရှင်းပါမယ်ရေတန်လေးတွေကြားနေတယ်ဝါတော့ပဲဒီမှာဖေးဆောင်သွားမယ်နော် တို့ညချုံမနေအောင်ရောက်ပါပြီဂျာကတောင်းနှလုံးရဲ့ဂျာကမြောင်ပေါ့ ညစ်ဆိုးတွေထွက်နေတာလား ကြောက်စိတ်ထွက်တဲ့မြောင် တောင်နှလုံးကြားကမြောင်လေးရောက်ပါပြီညစ်တော့တွေ့လားမတွေ့လားမသိဘူးဗျာဒါတော့လားဒါစစ် ဟုတ်တယ်ဒါမှတစ်ခုစားတွေ့ပါပြီ ဟုတ်ဆို ဒါချက်ချိုးရမှာခေါ်မှာ ချိုးလိုက်လေဒီလောက်ရှိရင်ချိုးနှုတ်တဲ့နေရာလေးဒီချိုးပါမယ် โอเค ဒီငါမကျိုးရတယ်အခုစားတွေ့ပါပြီပေါ်တော့နည်းနည်းပြေနော် ဒီ process တက်တယ် ဒါပါမြင်လား ဒီလောက်တာရှိလို့ရှိရင်သူကချိုးယူရတယ်ပြီးလို့ရှိရင်လည်းဘာမှပြအောင်မရေးရေးဆိုတာချိုးလိုက်လို့ရှိရင်အနုနေရာလေးချိုးရ โอเคလိုက်ရှာလိုက်ပါဦးမယ်ရုပ်စိတ်တော့ရှိတယ် ဟုတ်ကဲ့ဒါတွေကအကိုဟိုတင်လောက်လို့ရသေးတယ်တအားချီသွားတော့ချီသွားခြင်းဒီအချက်လေးတွေဖြတ်ပြီးတော့စားလို့ရသေးတယ်အဲ့ဒါလိုက်ချကြည့်လိုက်အောင်မယ်လေ လိုက်ကြည့်လိုက်အောင်ဘုမစားရောက်စားဆိုတော့ဗျ ဟုတ်ကဲ့ ငါလက်ကျင်ရမလား โอเคဆိုးလိုက်นะတောင်နှလုံးသားမြောင်တော့မှာ အချော ဘလူနေထားဆိုတာ ရုပ်စိတ်မြင်ရ ဆိုးလိုက်ကြဟာတဘာဝ โอ้ยနော်လေမြင်မချိုးခင် တဘာဝတိုင်းစိတ် ကြောက်စံတဲ့တချို့ စိတ် ဝိုး ဒါနွေရာသီထိကိုဒီတိုင်းကိုဆင်းနေတယ်ဒါပေမဲ့ရေကတော့အဲ့လောက်တော့မများဘူးနော် ရေတကွန်ဒီကွန်တော့မှခဏတော့တဲ့ရောက်တော့မျက်စီမ ဒီကောင်ကနွေရာသီထိအဲ့တိုင်းပဲဆင်းနေတာဒါပေမဲ့အဲ့လောက်တော့မများဘူးနည်းနည်းနေသွားတာပေါ့နွေရာသီဆိုရင် Let's go အခုကမိုးရာသီဆိုတော့ဒါစိတ်ထွက် ဒါမျက်နှာချောင်းရောက်ပါပြီ ဟေးပေါ်တောက်မှာ ပေါ်တက်ဖို့လား ကြောက်လို့ဘလောက်ချွဲနေလဲ ဟောမကြောက်ရတယ်ဝါးတွေဒီဘက်တော်ဒီတက်နာပဲ ဒီကြောက်ရတော့များကြောက်လို့ချွဲမယ် အများကြီးပဲ ဒီနေ့တက်နေโอ้โห ကိုတစ်ခါငါတို့တက်တာဒီနားလောက်ပဲရတော့ ဒီကိုမရဘူး တက်လာတော့ ဒီကိုမရဘူးဟိုအောက်မှာကြီး အေးဘုအောက်ပဲရောက်ရေကူးလဲရတယ်ဗျာရှေးညလက်ချိုးနေတော်ရရေကုန်ကူးကြတော့ဗျာ ဘလောက်ပါရအဲ့ဒါ အပေါ်ထိတက်လို့ ဘ ရ လောက် တ ပါ ယ် ရဆိုဆိုလိုက်ဒီကောင်လေးအာမဲ ညလက်ချိုးနေ โอเค မှာလိုက်လာဟာ ပါရပါပြီတိုက်တော့မချောပါဘူးကြာ ဒီချိုးမှပြန်ကောင်း ယူလေးပါလေကူးမှာ ဒီလေးစိတ်မှပြန်ဒါလုံးဝကြောက်တာတော့ဟုတ်တယ်မြေသားမျိုးမှာသူ့ကြောက်တုံးသူ့ကြီးခေါ်တယ်
ဘေးတောင်ကျောနေရာမှာမြူသားပါတယ်ဒီမြောင်ထဲမှာကမြူသားမရှိတော့ဘူး ပေါ်မရှိတော့အပေါ်မှာအမြင့်ရှိတယ်ရေတကောင်ကသူတက်လို့ရနော်ဒီတောက်ကနေဘေးဘက်ကနေတက်သွားလို့ရတယ်ဗျာခွေးသားလေးတော့တက်သွားပြီတော်ရရရေတကောင်တော်ရရရေတကောင်အော်ဒါတောင်ပြူရတဲ့နေရာဟုတ်တယ်ဟိုဘောကနေပဲကြတာလားကောလုံး ဒီပေါ်ကနေ ဟိုဘောကနေပဲကြတာလားဒါတောင်ပြူရတဲ့နေရာပဲအပေါ်ကနေကောလုံးမြကြီးတစ်ပြင်လုံးပါကြပါလား လိုက်စင်းကောင်တော့ နှစ်ချမ်းကွဲနေတော့ဟိုဘောကနေကြည့်မှသိမယ်ဒီကနေကြည့်မသိဘူး တက်ကြည့်မှာပေါ့ ကြားလို့ရလေ အေးနည်းနည်းတက်ကြည့်ပြီးမှမြစ်ချိုးတော့ ရတယ် ဒီမှာမြစ်အဲ့တဲ့ကြောင့်လည်းထဲလိုက်ပြီ ရရင်တက်ဖို့လား တခိုင်းတက်မယ် ဆွဲမနော်ဆွဲပါလေကိုတက်ရေတကောင်ပေါ်တိုင်းတာဖြစ်ပါတယ်ဒီချိုးမှာတော့ကြောက်အပင်းကြီးကန်တက်ပေါ့ဝါပေါ်စီရလိုက်ဝါမမဒါတစီတက်လာပြီအိုးချိုးတယ်ရိုက်အောင်မဒီမှာတစ်စိတ်ရှိတယ်။ငါပြမယ်။ဒါပြီးရင်ဒီမှာအောက်လှည့်တိုင်းအောက်မှာတစ်စိတ်ရေကုန်မြေကြီးပဲရေကုန်မြေကြီးပဲရေကုန်ကဒီဘက်မှာလည်းရှိတယ်ဟိုဘက်တောင်အနောက်အထဲတိုးတဲ့ဘက်မှာလည်းရှိတယ်အပေါ်မှာကြောရိုးလိုမျိုးဖြစ်ပြီးတော့ဟိုတင်စမ်းသားလေးလိုမျိုးဖြစ်သွားပြီညကြပြီတော့ဒီကကြားရမှာဒီဘက်ကိုဆင်းလာအပေါ်မှာစမ်းသားလေးလိုဖြစ်နေလာတော့ပါအနေခုတ်တက်ရမှာဒါသူ့မိပြနေရစပါရောဒီမှာရဲလက်စစ်လောက်အောင်ရမိုးတွင်းဆိုနော်နွေဆိုလည်းရေမပြတ်နေဘူးနွေဆိုလည်းရေရှိနွေကဒီကနေရေကြာအောင်ပဲချုံးမယ်နားချုံးဝါရေတွေပါကူးမှပြန်အောင်ရေကူးရင်တော့ဟိုလားရောက်ရတဲ့ဟာတွေထည့်လိုက်ရောက်ရတဲ့ဟာတွေထည့်လိုက်မယ်။ဒါကနည်းနည်းပါဒီထဲမှာလိုက်သွားလို့ကဲဝါပြင်းနဲ့ချိုးတာဗျာရေတကုံတွေ့တော့အာရုံကပြောင်းသွားပြီရေတကုံပြီးရင်မပြီးသေးဘူးတော့ရေတကုံတစ်စိတ်မရေတကုံပြီးရင်အောက်မှာစမ်းကြောင်းကတောက်လျှောက်ရှိတယ်ဟိုးဒီတောင်ကြီးထိပဲဒါစမ်းနေတဲ့အထိဒါပြီးရှင်းသွားမှာပြင်းနေအငတ်ကြီးရှိသေးတယ်တစ်စိတ်ဟုတ်လားတစ်စိတ်ရှိသေးတယ်ကဲမြင့်နေလိုက်ချမယ်ဗျာစမိုင်းတော့လိုက်တိုးနေဝါတော်ရင်တွေ့လားဒီတောင်ဆောင်တော့ဝါတော်ပဲမြင့်လိုက်ချမယ်โอเคဝါရဖြစ်ကုန်ကဲလိုက်တိုးမယ်စပြီโอเคမြင့်လိုက်ရှာမယ်နားမတွေ့ပါဘူးကိုစမိုင်းတော့ဘယ်နဲ့ချောင်းရောက်ပါလဲမသိပါဘူးဝါးဖြစ်ကုန်ပြီဝါးဖြစ်တဲ့ကောင်ဖြစ်ကုန်ဒီမှာဝါခောက်ရတယ်သူများဥဝိုင်းဖြစ်မယ်လက်တိုးရသေးတယ်သူများတိုးရသေးတယ်ကိုကနောက်ကျနေတယ်ဟိုအော်မတချောင်းတွေ့ပြီကြီးပဲရှိပဲအော်မတယ်ဟုတ်ကOh my god ကြီးတယ်
Okay တောင်းကြော်လေ ဒီကောင်ကအစ်စ်ဖြတ်ပြီးတော့စားရတော့အာကွာတွေအပေါ်အော်တော့ဘာဖြစ်အာကွာတော့ဆစ်ဖြတ်အောင် อืม ရနောက်ပြီးကြော်ပြတယ် နောက်မလောက်ဘူးဒီကောင်တော့ရချောင်းရပါပြီဟောမချောင်းဟောမနောက်ချောင်းတွေ့လားမသိဟောတိတ်ချိုးရှာအကြိုင်ရုပ်တရက်မတွေ့ဘူးဖြစ် အောင် မချောင်းမမေးရဟိုမှာလည်းဝါးရှိဟုတ်ပါ ဟုတ်ပါအာပါ ဟိုအောက်မှာတစ်ချောင်းရှိအားရမှာဖြစ်โอเค你多久？ ဘုံတော့စိတ်တန် 对嘞，新么拉喽？ ဟိုကအရင်ကအလဲလေးရက်လိုက်အောက်မှာခေါင်းကြီးစီတယ်ဒီတော့အသားဦးလေးထုတ်ထည့်ရ Let's go。 ဒါကြောင့်လည်းရေးနေပေါ်နေတယ် 挖多的吧嘛？ ဒါဦးလေးထုတ်ထည့်အာရေးနေဒီလိုလှည့်လာဒီပေါ်တယ်လို့ 升级了，升级了。 ဒီနောက်တစ်ချမ်းဒီလိုညာရေးနေအောက်နားနေ 多啦多呢，面来没对到吧？来多过。 โอเค对了တော့မတွေ့ရအောင်Where is it? Where is it? 好像对过，我那太多。 ဖတ်တယ်နဲ့ပို့ 然后把脚呢来切，我把它长对， အောင်တော့ကြီးတယ် 我二把它长去。 ဒါမှမဟုတ်လူတွေနေရာတော့ပေါ်ကြည့်ပါကြီးတယ်နဲ့ခုံးနေတယ်အစင်းနဲ့ဖြစ်သွားလို့ 挖了口来了，挖口来了，挖个的，你咱不拉哇？咱背， မင်းကိုဘာဒီစိတ်ဝင်စားနေစားဘူးလားညာနှာခေါင်းမှာထူးမိရုံနှာခေါင်းမှာထူးမိရုံစားဘူးလားနောက်တော့ကောက်လိုက်မိုးလားချင်းကရနာရောစားကြည့်နားကြည့်ဘာနာရကိုကြီးတင်တယ်ခေထချလာမ 下地了， နှစ်ဖုတ်တော့ရတာ 长 လာလဲနည်းနည်းနောက်ကျပါတယ်အစိုးရထွက်တော့ကောင်းနေမလဲစီရည် 手杠的挖屁股， စီကောင်တော့စီရည်ဒီကောင်ကအပင်ဆုပ်လေးကြည့်ရဟိုတင်စားခက်လို့ပဲကမားတဲ့ချောင်း 干嘛的嘛？这下抽的过，我这手肚里有变嘛？哎，来，灭干嘛？这对的讲家 အ 了 ရ，င်ကအကြီးစီတယ်ဒါမှရေးတာများလိုက်ရင်နော်အရင်မပုတ်ရေးနေ 这谁到了灭家？ အဲ့မှာယူလိုက် 搞来吧，这对的东家，我上外买抽下来不能的吧？变多了，都那干啥嘞？ ဟိုးပပကြီးအာကိုစီရနာဟိုင်းရနှုတ်တယ်ကဆဲပဲ 走嘞，啊，笑。
ဒီမှာတော့ဆက်တစ်ချောင်းဖြစ်သွားတယ်ဒီမှာဟိုမှာမှုတွေ့တယ်ဗျအမလေး တွေ့တယ် ကဲမှုတော့နှောက်နှာခေါင်းမှုအခုဒီရည်စထွက်နေပြီဗျာဟုတ်မှာပြစ်ချိုးတာရတော့ရပါပြီနှာခေါင်းမှုလည်းတွေ့မှုလည်းနဲ့တူး ရသမျှအကုန်ဒေါသအကုန် ဒေါသချဆိုတော့ဟောမှတွေ့လားမနှာခေါင်းမှုပဲမနှာခေါင်းမှုဘာဝပေးရလက်ဆောင်ရတာတွေကတကယ် organic nature ကရတဲ့ဟာစားစားလေးတွေ ရ နည်းနည်းပဲရတယ်ဟဲ့ ဟာလမ်းမှာလိုက်ကြည့်ပါဦးလာ ဟာဒီမှာကျွန်တော်ရလာတဲ့ဟာတွေ အများတော့မရဘူးဒါပေမဲ့စင်ပြေ ကဲကျွန်တော်တို့မြစ်ချိုးလို့ပြီးသွားပြီဗျာမြစ်ချိုးလို့ပြီးတော့မြစ်ခွာဖို့ပါကျန်တော့မြစ်ဆင်းခွာပါမယ် โอเค ကဲဒီလုံးစားလိုက်အောင် စင်ပြေနေပြီ ကဲကျွန်တော်ပြစားခွာပါတော့မယ် let's go ဟိုမှာချမ်း ဟာဘာဟင်း โอเคပြင်စားနေပါပြီကြော့ဒီလိုလေးအထဲမှာကြည့်လိုက်ပါဒီလိုလေးခွာလိုက်ဒီတာလေးတွေဒါခွာအောင်ပါ ရတယ်ဒါလေးခွာလိုက်လိုက်ခွာထုတ်ပြီးတော့ရေးတဲ့ဟာရေး နော် ရေးနေတယ် အဲ့ဒါအစ်စ်ဖြတ်မယ်အဲ့လောက်ထိမလောက်ထိလေခုံခွာရောမခုံခွာပြီးရင်အဲ့ကရေးတဲ့ဟာတွေအစ်စ်ဖြတ်လိုက် ကျွန်တော်တို့ရဲ့မြက်ခွာတဲ့လုပ်ငန်းစဉ် မေ့ပါမိကျက်စို့ တစ်ခုလောက်ခွာပြလိုက် ဘေးတစ်ချမ်းလှီးလာပြီးရင်ဒီမှာโอเคဒါလေးထည့်အောင်သူ့စစ်တန်းဆောက်ဒီလောက်နေထားလို့ရတယ်โอเคဒီမှာအဲ့လိုပဲလောက်ရတာလွယ်တယ်ဒီကောင်ကဟိုဝဘိုးမြစ်ချိုထက်ကိုခွာလွယ်တယ်ပြန်ဆင်းလို့ရှိရင်အဲ့ဒီဝဘိုးမြစ်ချိုလည်းနည်းနည်းချပြင်းရနော်အောက်မှာလည်းရှိပြီလေဟုတ်နေပြီဒီကောင်ဆိုရင်ဝါဖြစ်တဲ့အနေထားပေါ့နိုင်မဲ့ဒီလိုသူ့ကိုဒီမှာတကောင်ကနှုတ်တယ်ဒီကောင်နှုတ်ရဆိုဒီအချက်ကနေဒီလိုဖြတ်ပြလိုက်မှမချူပါဘူး ဒီလိုမျိုးပြီးမ ပြောပြီဟုတ်ပါ တက်မယ်ကော ဟမ် မတက်နော်ဒီစမိုင်းတော့မြက်ခွာတော့မှာမြက်ရောအိုးကြတော့လောက်မထင်နော်โอเคမြက်ခွာနေတယ်ရေကုန်အောက်မှာပြီးရင်ရေစိမ်မယ်ရေစိမ်မှပြန်မယ်
လုံးဝမိုက်စားဒီလိုကွာ ဟုတ်ကဲကျန်တဲ့မြစ်လေးတစ်ကောက်လိုက်အေးသွားတယ်ဗျာရေကုန်ကြီးရှေးကဲပြန်မယ်ဟောအောက်ပြန်ဆင်းတော့မယ်ဟိုပါလေ ကောင်းမောလေတော့ကောင်းမတော်ဖြစ်သေးဘူး ကဲလမ်းရအောင် ဟိုလမ်းရောက်ပါပြီ ကဲလမ်းနဲ့ပြရောက်လာကဲအိမ်ပြန်ခရီးဆက်နေပြီအရင်ကမင်းသားလေး ကောင်းရင် ထိုက်ရောက်လာ နေပါ ဒီအောက်မြောက်မှာလားအောက်ကဟိုရလက်စစ်လောက်လာတဲ့ဥယျာဉ်ကျန်အရောက်မရှိရလက်စစ်လောက်လာတဲ့ဥယျာဉ်ကျန်စိုက်ကရှိနေ โอ้ยပြီးလာဟဲ့ လူရှိနေဘယ်တော့ပင်နေလက်လဲတာဘယ်တော့ပင်နေလက်လဲတာမသိဘူးတော့မပင်တငေါ့ ဟိုကြော်ပြားပုံးရိုက်ဖို့ပကလာကတော့ဒီကပေါ့ ဒီကလား တပြေးပင်လေ ပင် ဟိုတင်ကြော်နဲ့ကြော်လို့ကိုငယ်နဲ့တဲစားဖို့ရှားနေတာသူတို့ကိုကြည်အောင်တောက်ပါကိုရောင်နေတော့သူအရပါ 哦，嘛我用这样。你看，我当个没话跟你讲一下。 ဒီမှာမတက်တယ်ဘူးငါနောက်ကျ 然后变新的蓝嘛，到土去了。我用的来炒嘛，然后这里边太，我不这里边太严嘛那了。毛来吧，咦？耶， မကြည့်နဲ့လို့အောက်မှာထပ်တိုးလိုက်လား 我说当我下来了哈， ဒါအောက်ကထပ်ရတာ 澳门南北呀呗， အောက်မှာထပ်ရတာ 我多个， မကြည့်နဲ့လို့ 给，没那个呀了就，干嘛送这地里没呢？ အောက်ကတလုံးထိုးချမယ် 哎呦，阿爸，不要晒盖，哎，不要晒欧， အိုးတော့ရလေးလိုက်တာ 不要晒欧一路。 咩呢？呢個？對，哦，送那邊啲話闊到嚟啊！ မမဲ့သေးလူကြီးအညာတော့ဝါနေလူကြီးမဲ့တော့တလုံးစီတော့ 送那好看啦，ကျွန်တော်ဗီဒီယိုတွေကပြန်มาတာကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မြစ်ချိုးတာတောင်ပေါ်မှာရေတကွန်တွေပါတွေ့ခဲ့တယ်ဗျာ နောက်ဆုံးတော့ မဆုံးတဲ့ပင်လေးတစ်လုံးနဲ့ရပါတယ် အောက်ရလာပါပြီဒီနေ့တော့ဒီလောက်နဲ့ပဲဒီလိုလေးကိုဆုံးသက်ပါတော့မယ် နောက်ဗီဒီယိုကြရင်တော့ ကျွန်တော်တို့ဘာသာလဲဆို ရင် တော့ ကဒတ်တွေပါတက်ချာ ကဒတ်ဆာမယ် ကဒတ်ဥတတူလို့ရကဒတ်ပင်အများကြီးတွေ့လာတော့တယ်မှာ အဲ
တခြားစီလဲတစ်ချိန်ချလို့ရသေးတယ် စားတော့စားဘူးရောဗျာဒါပေမဲ့အပင်မတွေ့သေးဘူးတော်တယ်မှာတမကောက်ရသေးဘူးဒီနှစ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်ရွှေ ဒီမှာဆေးပါပြီ